ကဲမိုးနေ့မှာမင်္ဂလာရှိသောမိုးနေ့မှာကဲဒီနေ့ကတော့9လပိုင်း10ရက်နေ့မြန်မာစံတော်ချိန်4နာရီသူ့ဝနာခွေမှာ Women League ပွဲလေးရှိနေပါတယ်ကဲသူ့ဝနာခွေမြန်မာစံတော်ချိန်4နာရီမှာရှင်ပြိုင်မဲ့ပွဲကတော့ ARE FC အသင်းနဲ့ဇွဲကမေအသင်းတို့ဟာဆိုရင်တော့ဖြင့်ဒီနေ့ပထမဦးဆုံးအကြိမ်တွေ့ဆုံမှုနဲ့ရှင်ပြိုင်မှာဖြစ်ပါတယ်ဒီနေ့မြန်မာစံတော်ချိန်4နာရီပြုံးကလေး YouTube နဲ့ MRTV Boss Channel ကလွှင့်မယ်လို့လည်းသိရပါတယ်ဒီနေ့9လပိုင်း10ရက်နေ့ match ကတော့ ARE FC အသင်းနဲ့ဇွဲကမေအသင်းတို့ဟာရှင်ပြိုင်မှာဖြစ်ပါတယ်ကဲဒီပွဲမှာကတော့ ARE FC အသင်းကဇွဲကမေအသင်းကိုအနိုင်ရရှိပြီး3မှတ်ရယူခဲ့မယ်နောက်တစ်ခုက Go for ရခဲ့မယ်ဆိုရင်တော့ဇရာပိုင်းအပြောင်းလဲမှုတွေအများကြီးရှိသွားမှာပါအဲ့တော့ ARE FC အသင်းကိုချစ်တဲ့သူတွေကလည်းအားပေးဖို့မမေ့ပါနဲ့နောက်တစ်ခုက ARE FC အသင်းမှာလက်ရွေးစင်နဲ့ပါဝင်ထားတာနဲ့အတူforeign player 2ဦးပါဝင်ထားပါတယ်တစ်ဖက်ဇွဲကမင်အသင်းမှာလည်း foreign player 3ဦးပါဝင်ထားတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ရှေ့စွမ်းတွေအရာဘလို့တွေပြောင်းလဲလာမလဲ ARE FC အသင်းကရောဘာတွေပြင်ဆင်မှုတွေလုပ်လာမလဲဇွဲကမင်အသင်းကအရင်ပွဲတွေရရှုံးနေမှုအောင်မှာဘာတွေပြင်ဆင်ပြီးတော့ဘလို့တွေလုပ်လာမလဲဆိုတော့ဒီနေ့ပွဲကြီးပွဲထောင်အနေနဲ့ကြည့်ရမှာမေထက်လူ ARE ပွဲတွေကိုလွဲချော်အောင်မယ်အားလုံးမြင်လာပါနိုင်တယ်မကနေပြီးတော့ကြိုဆိုလိုက်ပါတယ် ARE အမျိုးသမီးကလပ်အသင်းရဲ့ဘောတော့ကစားသမားတစ်ယောက်လည်းဖြစ်တယ်ပေါ့နော်ညီမအမျိုးသမီးလက်ရွေးစင်အသင်းတိုက်ဆိုင်မှုတစ်ယောက်လည်းဖြစ်တယ်မေထက်လူကတော့ပေါ့နော်သူ့အနေနဲ့ကတော့ပညာရေးတွေနောက်ပြီးတော့သူ့ရဲ့တခြားအကြောင်းအရာအပြင်လောကစီးပွားရေးကြောင်းပေါ့နော် ARE ပွဲစဉ်တွေရဲ့လာမယ်ပေါ့နော်ပွဲစဉ်4ပွဲစဉ်5ပွဲစဉ်6အဲ့ဒီပွဲစဉ်3ပွဲကိုလွဲချော်အောင်မယ်လို့ ARE ရဲ့ဘက်ကထုတ်ပြန်လာတယ်ပေါ့နော်ဒါအပြင်ပေါ့နော်မေထက်လူကလည်းအကယ်၍သူ့ရဲ့လုပ်ငန်းတာဝန်တွေပညာရေးကိစ္စတွေအကုန်လုံးပြီးဆုံးသွားတဲ့အခါမှာပေါ့နော် ARE အတင်းရဲ့လက်ကျက်အရေးကြီးတဲ့ပွဲစဉ်တွေကိုပါဝင်ပြီးတော့ဆက်လက်ရှင်းပြကစားမှာဖြစ်တယ်လို့သိရှိရတယ်ပေါ့နော်ဒီတော့ပေါ့နော်မေထက်လူတရားပေါ့နော်ပညာရေးနဲ့သူ့ရဲ့ဝါသနာဘောလုံးကြားရပါဘောနော်သူဘယ်လိုများထိန်းချောင်းသွားမလဲဆိုတာကိုကျွန်တော်တို့မသိဘူးပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်